နိုင်ငံတော်အဆင့်အမျိုးသားစည်းအင်းစနစ်တစ်ခုတည်ဆောက်ဖို့ဆိုတာခေတ်မီလူမှုအဖွဲ့အစည်းတစ်ခုတွင်သတင်းဖြန့်ဝေမှုစနစ်ရဲ့စိန်ခေါ်မှုတစ်ခုဖြစ်ပါတယ်။တရားဝင်စည်းအင်းစနစ်တစ်ခုရှိခြင်းကမူဝါဒနဲ့ဖွံ့ဖြိုးတိုးတက်မှုတွေအတွက်သတင်းပေးနိုင်ဖို့အများကြီးအထောက်ပံ့ပေးနိုင်ပါတယ်။ဥပမာအားဖြင့်ကျန်းမာရေးဆောင်ရှောက်မှုအတွက်ယင်းနှိမ့်မြုပ်နှံမှုတွေရှိခြင်းကကိုယ်ဝန်ဆောင်မိခင်တည်ဆုံမှုနှုန်းကိုလျော့ကျစေနိုင်ပါသလား။ဆရာဆရာမတွေကိုသင်တန်းပေးတာတိုးတက်လာတာကြောင့်ကျောင်းနေတဲ့ကလေးငယ်ဦးရေများပြားလာပါသလား။တည်တည်ချာချာစနစ်တကျစီစစ်ပြီးစုဆောင်းထားတဲ့ချက်လက်တွေကဒီမေးခွန်းတွေကိုဖြေကြားဖို့အထောက်အကူပေးနိုင်မှာဖြစ်ပါတယ်။ဒီပန်းတိုင်ကိုရောက်ရှိနိုင်မှုအတွက်အစိုးရအဖွဲ့အစည်းအနေနဲ့အခြားသောအများနဲ့သက်ဆိုင်တဲ့အဖွဲ့အစည်းတွေအနေနဲ့ကဏ္ဍတစ်ခုကနေပါဝင်လှုပ်ဆောင်နိုင်အောင်ကူညီလှုပ်ဆောင်လမ်းပြပေးရတာကတော့ဗဟိုစည်းအင်းအဖွဲ့ရဲ့တာဝန်ဖြစ်ပါတယ်။အဆိုပါပန်းတိုင်ကိုရောက်ရှိဖို့အတွက်အဓိကစီးမြင်များကိုချမှတ်နိုင်ဖို့ကျွန်ုပ်တို့အနေနဲ့စ조사လှုပ်ဆောင်နေပါတယ်။အဲ့ဒီအဓိကစီးမြင်များဟာဆိုရင်အာဆီယံကသဘောတူလက်ခံထားပြီးနိုင်ငံတကာမှာအသုံးပြုလျက်ရှိနေတဲ့စီးမြင်တွေကိုမြန်မာနိုင်ငံနဲ့ကိုက်ညီအောင်ရေးဆွဲထားခြင်းပဲဖြစ်ပါတယ်။ဒါကတော့စီးမြင်အချို့ကိုဖော်ပြပေးထားတာဖြစ်ပါတယ်။ပထမဦးဆုံးနဲ့အဓိကအနေနဲ့ကတော့တရားဝင်စီးအင်းများအချက်လက်များကိုပြုစုထုတ်ပြန်သူတွေဟာအဆိုပါစီးအင်းတွေရဲ့အရေးအသွေးအတွက်အာမခံကတိပေးနိုင်မှုကိုပြသကြရပါမယ်။အဓိပ္ပာယ်ကတော့သတင်းအချက်လက်တွေဟာမှန်ကန်ပြီးအချိန်နဲ့တပြေးညီဖြစ်ရမှာဖြစ်ပါတယ်။အခုလိုဆောင်ရွက်နိုင်ဖို့အတွက်အချိန်ကရရှိနိုင်မှုနှိုင်းယှဉ်နိုင်မှုယုံကြည်အားထားမှုနဲ့သတင်းချက်လက်များရယူရန်လွယ်ကူမှုစတဲ့စံသတ်မှတ်ချက်၄ခုကိုလိုက်နာရမှာဖြစ်ပါတယ်။အချိန်ကရရှိနိုင်မှုရှိတာကနေစလိုက်ကြရအောင်။အချိန်ကရရှိနိုင်မှုဆိုတာကတော့အချက်လက်တွေစုဆောင်းပြီးချင်းအချိန်မဆိုင်မဲ့ထုတ်ဝေဖြန့်ချီတာကိုဆိုလိုတာဖြစ်ပါတယ်။ထပ်လောင်းပြောရမယ်ဆိုရင်စည်ရင်အင်းအချက်လက်အသုံးပြုသူတွေအနေနဲ့ကြိုတင်စီစဉ်ထားနိုင်အောင်ဖြန့်ဝေမယ့်ရက်ကိုကြိုတင်ကြေညာထားပါမယ်။တရားဝင်စည်းအင်းများကိုပြုစုထုတ်ပြန်တဲ့အခါစံသတ်မှတ်ချက်တွေနဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်တွေကိုအသုံးပြုမှာဖြစ်ပြီးအုပ်စုလိုက်ယူဆတွေနဲ့နမူနာကန့်သက်ချက်တွေအပေါ်မှာချိန်ညှိတာတွေပြုလုပ်ရမှာဖြစ်ပါတယ်။အခုလိုပြုလုပ်တာကအချက်လက်တွေအနေနဲ့နှိုင်းယှဉ်လို့ရပြီးရှင်းနောက်မညီတာတွေမရှိဖို့တေချာစီမှာပဲဖြစ်ပါတယ်။စစ်တမ်းများကောက်ယူရမှာအချက်လက်တွေမထက်ရလေအောင်ရှောင်ရှားနိုင်မှလည်းဖြစ်တာကြောင့်စစ်တမ်းမေးခွန်းများအားဖြေကြားသူတွေအတွက်လည်းဝင်ထုတ်ဝင်ပိုးများလျော့ကျစေပြီးအစိုးရရဲ့အသုံးစရိတ်နဲ့အရင်းမြစ်တွေကိုတတ်တာစေမှာဖြစ်ပါတယ်။ယုံကြည်အားထားနိုင်ခြင်းကယုံကြည်မှုနဲ့ရည်သွေးနှစ်ခုရဲ့အရေးပါတဲ့အပိုင်းဖြစ်ပါတယ်။နည်းစနစ်တွေကန့်သက်ချက်တွေအရင်းမြစ်တွေနဲ့စီစစ်အတည်ပြုတဲ့နည်းလမ်းတွေအားလုံးကိုထင်သာမြင်သာရှိနေမှသာလျှင်အပြည့်အဝယုံကြည်အားထားနိုင်မှာဖြစ်ပါတယ်။အဆုံးသတ်အနေနဲ့သတင်းချက်လက်များရယူနိုင်ရန်လွယ်ကူမှသာအဖွဲ့အစည်းတွေအနေနဲ့ဒီစီရင်အင်းစနစ်ကိုလွယ်ကူကူရှာဖွေနိုင်ဖို့ကိုတေချာစေမှာဖြစ်ပါတယ်။အချက်လက်တွေဟာနားလည်လွယ်ဖို့တခုတည်းမဟုတ်ဘဲပြည်သူလူထုထံမြင်သာမှုရှိရမှာဖြစ်ပါတယ်။ဒါပေမဲ့လည်းစီရင်အင်းအချက်လက်ရေးဆွဲဖန်တီးသူတွေကရလဒ်တွေကိုသက်ဆိုင်သူတွေအားလုံးအတွက်တင့်တော်တဲ့ပုံစံကိုအသုံးပြုပြီးမတူညီတဲ့အုပ်စုတွေကိုဥတီအတိပေးဆက်သွယ်နေရမှာဖြစ်ပါတယ်။နောက်ထပ်မူဝါဒကတော့ကိုရေးကိုယ်တာအချက်လက်တွေကလုံခြုံစွာလှုပ်ဝက်ထိန်းသိမ်းထားရှိပြီးမလိုလားအပ်တဲ့နေရာတွေမှာအသုံးမပြုဘူးဆိုတဲ့ယုံကြည်မှုကိုတည်ဆောက်ရမှာပါ။ယုံကြည်စိတ်ချမှုဆိုတာဟာလူထုနဲ့လုပ်ငန်းအဖွဲ့အစည်းတွေရဲ့မပေါက်ကြားတဲ့သတင်းချက်လက်တွေရဲ့လုံခြုံမှုရှိကြောင်းအာမခံပေးနိုင်မှုဖြစ်ပါတယ်။တရားဝင်စည်းအင်းအချက်လက်များပြုစုထုတ်ပြန်သူတွေအနေနဲ့မေးခွန်းဖြေကြားသူတွေရဲ့ကိုယ်ရေးအချက်လက်တွေကိုမြေသူမြေဝါဖြစ်ကြောင်းမဖော်ထုတ်မိဖို့အထူးဂရုပြုရန်လိုအပ်ပါတယ်။မြေသူမြေဝါဖြစ်ကြောင်းသတင်းအချက်လက်အမည်နေရက်လိပ်စာနဲ့မှတ်ပုံတင်နံပါတ်ဒါမှမဟုတ်တဦးတယောက်ရဲ့ကျန်းမာရေးအခြေအနေတွေအားလုံးကိုအဓိကအချက်လက်တွေကနေတည်တံ့ခွဲထုတ်ပြီးတင်စီထားဖို့လိုအပ်ပါတယ်။အမည်မဖော်ပြဘဲအချက်လက်တွေကိုသာလျှင်စူးစီးပြီးနောက်ထပ်စီမံမှုတွေကိုပြုလုပ်ရမှာဖြစ်ပါတယ်။ဒီလိုနီးလန်းနဲ့မှသာလျှင်သူတို့ရဲ့သတင်းအချက်လက်တွေကိုထုတ်ဖော်ပြပြလိုက်ခြင်းကြောင့်တဦးတယောက်စီဟာစိုးကျိုးတွေနဲ့မကြုံတွေ့စေမှာဖြစ်ပါတယ်။ပူးပေါင်းလှုပ်ဆောင်ခြင်းနဲ့ညှိနှိုင်းဆောင်ရွက်ခြင်းပြည့်စုံတိကျရေးသွေးမြင်ပြီးလူမှုစီးပွားစည်းအင်းတစ်ခုဖော်ဆောင်မှုအတွက်လွယ်ကူရှင်းလင်းတဲ့အမျိုးသားစည်းအင်းစနစ်တစ်ခုတည်ဆောက်ဖို့မဖြစ်မနေလိုအပ်ပါတယ်။ဆိုလိုတာကတော့အစိုးရအနေနဲ့မတူညီတဲ့စည်းအင်းအချက်လက်တွေကိုပြုစုထုတ်ပြန်နေတဲ့အဖွဲ့အစည်းတွေအားလုံးကိုစုစည်းပြီးအချင်းချင်းညှိနှိုင်းပြီးပူးပေါင်းလှုပ်ဆောင်စေဖို့ဖြစ်ပါတယ်။မြမစည်းအင်းစနစ်ကမတူညီတဲ့အဖွဲ့အစည်းများစွာနဲ့စုစည်းထားပါတယ်။အဲ့ဒီစည်းအင်းစနစ်တေချာလေပတ်လှုပ်ဆောင်ဖို့အတွက်အဖွဲ့အစည်းများကြားအတူတကွလက်တွဲပြီးပူးပေါင်းညှိနှိုင်းဆောင်ရွက်ရမှာဖြစ်ပါတယ်။ဆိုလိုတာကတော့ရှင်းနေပြီးသားစည်းအင်းစရာတွေကိုအသုံးချပြီးထူးတောင်းဝင်တွေဖော်ဆောင်တာဦးစားပေးသတ်မှတ်ချက်တွေချမှတ်တာလှုပ်ဆောင်တာတွေကိုဆိုလိုတာဖြစ်ပါတယ်။ယနေ့ကမ္ဘာပေါ်မှာအရေးသွေးပြေဝတဲ့စည်းရင်းအင်းတွေဟာရခိုင်ကားတဲ့ပိုပြီးအရေးကြီးလာပါတယ်။မူဝါဒတွေချမှတ်တဲ့သူတွေစီးပွားရေးလုပ်ငန်းဆောင်ရွက်နေသူတွေဒါမှမက
နိုင်ငံသားတိုင်းကပြဿနာတွေကိုဖြေရှင်းနိုင်ဖို့အတွက်စီးရင်အင်းကအခြေခံကြကြပတ်မှုပေးနေတဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်။ဒါပေမဲ့လည်းအချို့သောလူတွေကအသုံးပြုနိုင်ဖို့လမ်းဝေးနေပါသေးတယ်။ဒါကြောင့်ပဲလူသားတိုင်းအရေးသွေးပြေဝတဲ့စီးရင်အင်းအချက်လက်တွေကိုရရှိအသုံးပြုနိုင်ဖို့2025ခုနှစ်မှာကြာရောက်တဲ့ကမ္ဘာစီးရင်ရဲ့ဆောင်ပုဒ်ကို Quality Statistics and Data for Everyone ကိုသတ်မှတ်ထားပါတယ်။ယနေ့ခေတ် social media ကိုကြကြပြန့်ပြန့်သုံးစွဲလာတဲ့အတွက်ကြောင့်မလို့သတင်းနဲ့အချက်လက်တွေဟာအမှားနဲ့အမှန်ကိုဆုံးဖြတ်ဖို့အတွက်ခက်ခဲလာခဲ့ပါတယ်။ဒီလိုအခြေအနေတွေမှာရေအသွေးပြေးဝတဲ့စီးရင်များထုတ်ပြန်နိုင်ဖို့ကပိုပြီးတော့အရေးကြီးလာပါတယ်။အချက်လက်တွေကိုစနစ်တကျစုဆောင်းခြင်းအဓိကအချက်လက်တွေကိုခွဲခြားဖော်ထုတ်ခြင်းအမှန်တကယ်အသုံးချနိုင်စေရန်လေ့လာဆန်းစစ်ခြင်းအချိန်မီရရှိအောင်ဆောင်ရွက်ပေးခြင်းတို့ဟာလည်းရေသွေးပြေးဝတဲ့စီးရင်အဖြစ်အတိအမှတ်ပြုခြင်းခံရပါတယ်။ရေအသွေးပြေးဝတဲ့စီးရင်အချက်လက်တွေကိုလူတိုင်းအတွက်ထုတ်ပြန်ပေးနိုင်သောစီးရင်စနစ်တည်ဆောက်ကြပါစို့။